ခလေးမွေးဖွားရာတွင်ကောင်းမွန်စွာပြုစုစောင့်ရှောက်ခြင်းခလေးတူမွေးဖွားတယ်ဆိုတာဗေမိသားစုတစုရဲ့ဘဝမှာမဆိုဘာနဲ့မှမတူတဲ့အတွေ့အကြုံဖြစ်ပြီးအမျိုးသမီးတူအတွက်အရေးပါတဲ့ကိုယ်ပိုင်ထူးခြားချက်တစ်ခုဖြစ်ပါတယ်အများအားဖြင့်မိခင်တွေဟာအလုရှုံနေကြတဲ့မွေးလူနာဆောင်တွေထဲမှာပံ့ပိုးမှုမရှိပဲတယောက်တည်းအထီးကျန်စွာမွေးဖွားနေရတတ်ပါတယ်ခလေးမွေးဖွားချိန်မှာကောင်းမွန်စွာပြုစုစောင့်ရှောက်နိုင်ဖို့အမျိုးသမီးတဦးရဲ့လိုအပ်ချက်တွေကိုသိလွယ်နိုင်စွမ်းနဲ့တုံ့ပြန်နိုင်မှုလိုအပ်ပါတယ်မိခင်ကိုပံ့ပိုးပေးခြင်းဟာပုံမလွယ်ကူတိုးတောင်းပြီးဘေးကင်းတဲ့မိဖွားမှုကိုဖြစ်စေပါတယ်ဒီဗီဒီယိုမှာမိဖွားနေတဲ့မိခင်တဦးကိုကူညီနိုင်ပြီးယုံကြည်ရတဲ့ခံစားမှုပေးနိုင်မဲ့နည်းလမ်းတွေကိုသင်ယူနိုင်မှာဖြစ်ပါတယ်ဒါကကောင်းမွန်တဲ့ရလဒ်ရစေပါတယ်Comme dit nous, quand tu chantes qui dit il y a plusieurs signes d'angélique information, tu vois? ကိုဝင်စောင့်ရှောက်မှုစတဲ့အချိန်ကလေးကဝမ်းနာရာနဲ့မိဖွားတာကိုအန္တရာယ်လက္ခဏာအပါအဝင်မိခင်တွေနဲ့ဆွေးနွေးထားပါဘာတွေမျောလင့်ထားရမယ်ဆိုတာသိချင်းအပြင်မိခင်တွေရဲ့ကိုယုံကြည်မှုကိုပိုရှိစေပါတယ်အပေါင်းဖော်တူဦးအတူရှိခွင့်ပြုပါမိဖွားမဲ့မိခင်ကိုဂရုစိုက်ကူညီပေးခြင်းသူတယောက်ဖြစ်ပြီးယုံကြည်စိတ်ချရတဲ့အားပေးမဲ့သူကိုသူနှစ်သက်တယ်လို့ရွေးချယ်ဖို့အားပေးပါအတူရှိနေသူအဖော်ရဲ့အဆက်မပြတ်အားပေးမှုဟာမိခင်ကိုစိတ်သက်သာရာရစေပြီးနာကျင်မှုကိုလည်းလျော့နည်းစေပါတယ်ဒါကကောင်းမွန်တဲ့တိုးတက်မှုကိုဖြစ်စေပါတယ်အတူရှိနေသူအပေါင်းဖော်များပါဝင်ပါစေမိခင်ကိုပြုစုစောင့်ရှောက်တဲ့လုပ်ငန်းကိုမျှဝေပြီးလုပ်ပေးမှာဖြစ်ပါတယ်မိခင်ကိုအကာအကွယ်ပေးပါအနှောက်အယှက်ပေးမဲ့လူတွေနဲ့ဝေးတဲ့တိတ်တိတ်ဆိတ်ဆိတ်နေရာပေးဖို့ကြိုးစားပါအမှန်တကယ်မလိုအပ်တဲ့စေဝါနဲ့တခြားကုသလှုပ်ဆောင်မှုတွေပေးခြင်းကိုရှောင်ပါအဲ့ဒါတွေကမလိုလားတဲ့အန္တရာယ်တွေထပ်ရစေပါတယ်မိခင်ကိုမွေးဖွားခြင်းတိုးတက်မှုကိုပေးသိခြင်းဟာစိတ်သက်သာရာရစေပြီးကိုယ်ယုံကြည်မှုရှိနေစေပါတယ်အထူးသဖြင့်တဦးကိုယ်ဝင်ဖြစ်ရင်သူ့ရဲ့မေးခွန်းတွေကိုဖြေပါဝမ်းနာချိန်မှာဘလို့နာလာနိုင်တယ်ဆိုတာကိုတအိမ်ညှစ်လို့အရန်နာကျင်မလာခင်စောစောရဲသိအောင်ပြောပြပါထိတွေ့ပေးတာဟာဝေဒနာရှင်အမျိုးသမီးကိုကူညီပေးနိုင်တယ်ဆိုပေမဲ့သူလိုချင်တဲ့ထိတွေ့ပေးမှုမျိုးကဘယ်ဟာဖြစ်တယ်ဆိုတာသိဖို့လိုပါတယ်ဒါတွေကတော့မိဖွားမိခင်လိုချင်တာဖြစ်နိုင်ခြေရှိပါတယ်တအိမ်ညှစ်နေစဉ်တွင်ခါအောက်ပိုင်းကိုပုတ်ပေးပါအထူးသဖြင့်နောက်ကျောနဲ့ပခုံးကိုတအိမ်ညှစ်တာတစ်ခုနဲ့တစ်ခုကြားမှာနှိမ့်နေပေးပါမျက်နှာကိုရေအေးဝစ်လေးနဲ့တုပ်ပေးပါမိညောင်ရိုးကိုတင်းတင်းဖိထားပေးရင်နောက်ကျောမှာခံစားရတဲ့နာကျင်မှုကိုတော်တော်အထောက်အကူဖြစ်ပါတယ်အတန်ထွက်ညီးတာဟာလေဝမ်းနာပြင်းထန်မှုကိုခံနိုင်ရင်ရှိအောင်ကူညီပေးနိုင်ပါတယ်ညီးတာအော်ရာအတန်ထွက်မှုရာရင်ရွနေတာတွေမျိုးအတန်တိုးတိုးထွက်တာဟာအမိခင်ကိုစိတ်သက်သာရာရစေပါတယ်မိဖွားမိခင်ကိုကြိုက်တယ်လို့အတန်ထွက်ပါစေဒါပေမဲ့ကြောက်လန့်တကြားအဟစ်တာမျိုးကိုတော့အားမပေးပါနဲ့အဲ့ဒါကကိုထိန်းချုပ်မှုပျောက်စေပြီးပိုတင်းကျပ်စေပါတယ်ဝမ်းနာနေစဉ်ကာလအတွင်းလှုပ်ရှားသွားလာရန်အားပေးပါမတ်နေတာဟာမွေးဖွားခြင်းကိုမြန်မြန်တိုးတက်စေပါတယ်မိခင်နဲ့သူ့ရဲ့အဖော်ကိုဘလို့အနေထားနေရမယ်ဆိုတာအကြံပြုပါမတ်တက်ရက်ပြီးလှုပ်ရှားနေတာစောင်းကြောင်ထိုင်းတာလေးဘက်ထောက်နေတာနဲ့တခြားမတ်နေတဲ့အနေအထားတွေဟာမွေးဖွားခြင်းကိုမြန်မြန်တိုးတက်စေပါတယ်ပလက်လဲလျောင်းနေတာကမွေးဖွားခြင်းကိုနှေးကွေးစေပြီးတိမ်ညစ်တာကိုပိုနာကျင်စေနိုင်တယ်ဆိုတာမိခင်ကိုအသိပေးပါမိခင်ကိုဖြည်းဖြည်းချင်းအသက်ပြင်းပြင်းရှူဖို့အကြံပေးပြီးခလေးစီကိုလေတဲ့ပို့နိုင်တာကိုမြင်အောင်ခိုင်းပါ
ရဲ့ခွန်အားကိုချွေတာနိုင်မှုကူပေးပါဝမ်းနာချိန်စစချင်းတအိမ်မြင့်အားတစ်ခုချင်းစီကြားမှာဘေးဆောင်လှည့်ပြီးအနားယူနိုင်ပါတယ်မိခင်ကိုမကြာခဏအရေးတောက်ဖို့တိုက်တွန်းပါမိဖွားနေတဲ့မိခင်ဟာခန္ဓာကိုယ်အတွင်းမှာရှိတဲ့ရေနဲ့စွမ်းအင်ကိုမြန်မြန်သုံးပါတယ်နှာခမ်းချောင်းနေရင်သွေးခုန်နှုံးမြန်နေရင်မကြာခဏစီးမသွားဘူးဆိုရင်ရေဓာတ်ခမ်းချောင်းနေတာဖြစ်နိုင်ပါတယ်မိခင်ဟာတောက်ရည်စွမ်းအင်ရစေတဲ့လက်ဖက်ရည်တစ်သီးဖြော်ရည်ပြားရည်လိုမျိုးကိုတနာရီကိုအနည်းဆုံးတစ်ခွက်တောက်ပေးသင့်ပါတယ်အရေလုံးလောက်မတောက်ရင်မောပန်းနွမ်းနေနိုင်ပြီးမွေးဖွားခြင်းကိုနှေးကွေးပြီးခက်ခဲစေပါတယ်နိုင်အနှဲငယ်တိုင်းစီးသွားဖို့သတိပေးပါစီးအိမ်ပြည့်နေရင်မွေးဖွားခြင်းကိုကြာရှည်စေနိုင်ပါတယ်လမ်းလျှောက်နိုင်ရင် CO ပေးပြီးနေရာမှာပဲစီးသွားခိုင်းပါမျိုးသမီးတိုင်းဟာကျင်နာမှုလေးစားမှုဂရုစိုက်မှုတို့ကိုလိုအပ်ပါတယ်သူဘယ်လိုခံစားနေရလဲဆိုတာကိုကြည့်ရှုပါနားထောင်ပေးပါတမ္မာပြီးကိုယုံကြည်မှုရှိအောင်အားပေးချီးကျူးပါသူ့ကိုစိတ်သက်သာစေပြီးမိဖွားခြင်းကိုကြိုဆိုပါမှတ်သားရန်မိဖွားချိန်မှာမိခင်ကိုပတ်ပိုးပေးခြင်းဟာကောင်းမွန်တဲ့ရလဒ်ကိုရရှိစေပါတယ်အပေါင်းဖော်တူရှိခြင်းဟာမိဖွားနေတဲ့မိခင်နဲ့အလုံများတဲ့မွေးဖွားပေးသူတွေကိုကူညီတဲ့နေရာမှာအဓိကတော့ချက်ဖြစ်ပါတယ်တက်တောင့်တက်တာဖြစ်စေခြင်းလှုပ်လှုပ်ရှားရှားနေခြင်းအရေးတောက်ခြင်းစီးသွားခြင်းတို့ဟာမွေးဖွားခြင်းကိုတိုးတက်စေပါတယ်